အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီ AI နေချက်ကလေးကို15ရက်နီးပါးစမ်းသုံးခဲ့ရတဲ့အတွေ့အကြုံလေးတွေကို review လုပ်ပြီးတော့မှာဖြစ်ပါတယ်ဒီ review လေးထဲမှာတော့ဒီနေချက်ကလေးရဲ့အသုံးပြုပုံတွေကိုအသေးစိတ်ကျွန်တော်တေချာရှင်းပြပေးထားပါတယ်ပြီးတော့သူ့ထဲမှာပါတဲ့ AI တွေရဲ့အလုပ်လုပ်ပုံတွေကိုလည်းကျွန်တော်တေချာလေးရှင်းပြပေးထားပါတယ်ဆိုတော့စိတ်ဝင်စားတဲ့ဆိုရင်ဒီ video လေးကိုအဆုံးထိဆက်ကြည့်တော့ပါကျွန်တော်အနေနဲ့ဒီ AI ချက်ကလေးကိုအသုံးပြုခင်မှာသူ့ရဲ့ software လေးကိုအရင်ဆုံးထောင်းရပါမယ်ဒါကတော့သူ့ထဲမှာပါတဲ့ QR code လေးဖြစ်ပါတယ်ဒီ QR code လေးကိုစကန်ဖတ်ပြီးတော့ဒီ application လေးကိုကျွန်တော်ရဲ့ဖုန်းထဲကို down ရမှာဖြစ်ပါတယ်အကယ်၍ဒီလိုမျိုး QR code စကန်ဖတ်ပြီးတော့မ down ချင်ဘူးဆိုရင်လည်းကျွန်တော် Play Store ထဲကိုသွားပြီးတော့သူ့ရဲ့ app နာမည်ကိုရိုက်ရှာပြီးတော့ download လေးရပါတယ်သူ့ရဲ့ app နာမည်ကတော့เนาะဒီမှာ EARGOY the ER join ဆိုတဲ့ဒါ software လေးဖြစ်ပါတယ်ဒီ software လေးပါเนาะဒီကောင်လေးကို down လိုက်ပါdown ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော် open ဆိုပြီးပေါ်လိုက်မယ်ပြီးရင် open လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးဆိုတော့ကျွန်တော်အရင်ဆုံးဘာလို့ရမလဲဆိုတော့ဒီ software ကိုကျွန်တော်အကောက်ဖွင့်ရပါမယ်အကောက်ဘယ်လိုဖွင့်ရမလဲဆိုရင်ဒီညာဘက်အောက်ဆုံးက mine ဆိုတဲ့ထဲကိုသွားပါပြီးရင်ဒီပေါ်ကဒီ ER join ဆိုတဲ့ကောင်လေးတွေကိုတစ်ချက်ထပ်သွားပါပြီးတော့ဒီမှာเนาะ register ဆိုတဲ့ကောင်လေးရှိပါရဲ့เนาะဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ဒီအပေါ်မှာ email ဖြည့်ရမယ်အဲ့ဒီ email ကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ဒါ Gmail email ကိုပြောတာဖြစ်ပါတယ်เนาะအဲ့ဒီ Gmail email ကိုဖြည့်ရပါမယ်ပြီးရင်ဒီဒုတိယစာကြောင်းမှာဆိုရင်တော့သူက password ထည့်ပေးရပါမယ်ကျွန်တော်တို့မှတ်မိလွယ်တဲ့ password ပေါ့เนาะအဲ့ဒီ password လေးကိုထည့်လိုက်ပါပြီးလို့ရှိရင်ဒီအောက်မှာလည်းအဲ့ဒီ password ကိုပဲပြန်ပြီးတော့နောက်တစ်ခါပြန်ရေးခိုင်းတာဖြစ်ပါတယ်เนาะဒီ password နဲ့ဒီ password နဲ့အတူတူဖြည့်ရပါမယ်เนาะပြီး password လေးကိုလည်းတခြားလေးမှတ်ထားပါပြီးတော့ပြီဆိုရင်တော့ဒီ register ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့အခုလိုမျိုးလေးပေါ်လာပြီဆိုရင်တော့အကောက်ဖွင့်တာကပြီးသွားပါပြီအကောက်ဖွင့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်အပြင်ကိုပြန်ထွက်မယ်ပြန်ထွက်ပြီးတော့ဒီနှစ်ချက်ကလေးကိုဖုန်းနဲ့ Bluetooth ကနေတစ်ဆင့်ချိတ်ရပါမယ်ကျွန်တော်နှစ်ချက်ကလေးကိုเนาะဒီသူ့ဘူးတိုင်းထောက်လိုက်မယ်ဟောထောက်ပြီးသွားပြီဆိုရင်ဒီဖုန်းရဲ့ Bluetooth setting တွေကိုသွားမယ်ဒီနှစ်ချက်ကလေးရဲ့နာမည်ကကြောင့် eraser ဒီအဲ့နာမည်နဲ့ပေါ်နေမှာပေါ့เนาะဆိုတော့ဒီမှာပေါ်နေပြီပေါ့เนาะ eraser HF36 ဆိုပြီးတော့ပေါ်နေပါပြီเนาะသူရဲ့နာမည်လေးကဒီကောင်လေးပါတစ်ချက်နှိပ်လိုက်ပါပြီးရင်ပဲကိုတစ်ချက်နှိပ်ပြီးလိုက်ပါပြီးဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီအပြောင်စာတန်း off logo ကိုပဲတစ်ချက်နှိပ်ပြီးလိုက်ပါโอเคဒါဆိုလို့ရှိရင်တော့ဒီနှစ်ချက်နဲ့ဖုန်းတွေက Bluetooth ချိတ်ပြီးသွားပါပြီအခုလိုမျိုးချိတ်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့ software တွေကိုဝင်လို့ရပါပြီဆိုတော့တစ်ချက် software တွေကိုပြန်ဝင်မယ်ဒါဆိုခဏလေးစောင့်လိုက်ပါเนาะဒီ software နဲ့ဒီနေ့ချက်နဲ့ကပြန်ပြီးတော့ချိန်နေပါတယ်โอเคဒါဆိုလို့ရှိရင်တော့ဒါချိန်ပြီးသွားပြီပေါ့เนาะချိန်ပြီးသွားပြီဆိုရင်အခုလိုမျိုးလေးပေါ်လာမယ်ဒီမှာ तू ကဘာကိုပြလဲဆိုရင်ဗျာ तू ကဒီမှာနှစ်ချက်ရဲ့အတန်အတိုးချက်ကို तू ကပြတ်ထားတယ်ပြီးရင် तू အဲ့ဒီအတန်အတိုးချက်ကိုလေ तू ကကိုလိုလိုမျိုးချိန်ညှိလို့ရသေးတယ်ပြီးရင် तू ကဒီနှစ်ချက်ကလေးတွေရဲ့ battery အားကိုလေ तू ကပြပေးတယ်เนาะဒီမှာဆိုရင်ဒီ A ဆိုတဲ့ကောင်လေးကကြတော့ဒီဘယ်ဘက်နှစ်ချက်ရဲ့ battery အားကိုပြပေးတာပါဒီဘက် R ဆိုတဲ့ကောင်လေးကကြတော့ဒီညာဘက်နှစ်ချက်ရဲ့ battery အားကိုပြပေးတာပါဒီအလျားကောင်လေးကကြတော့เนาะဒီနှစ်ချက်ဘူးပြဒီနှစ်ချက်ဘူးလေးရဲ့ battery အားကိုပြပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ပြီးတော့ရှင်းပြပေးပါမယ်ဒီမှာ find device ဆိုတဲ့ကောင်လေးရှိပါတယ်ဒီကောင်လေးကဘာအတွက်သုံးတာလဲဆိုရင်ကျွန်တော်နှစ်ချက်ပြောက်တဲ့အခါမျိုးမှာပြန်ရှာဖို့အတွက်သုံးတာဖြစ်ပါတယ်အကယ်၍ကျွန်တော်နှစ်ချက်ကဒီဝေးတဲ့တနေရာမှာကြံခဲ့တယ်ဆိုလို့ရှိရင်သူကဘယ်နေရာမှာကြံလဲဆိုတာကို location နဲ့သူကပြပေးပါတယ်အကယ်၍ပေါ့နော်ကိုယ့်ရဲ့နှစ်ချက်ကအခန်းထဲမှာပဲပျောက်တာဆိုလို့ရှိရင်တော့သူကနှစ်ချက်ကိုအတန်ဖွင့်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးသူကရှာလို့ရပါတယ်ဆိုတော့ဘယ်လိုမျိုးရှာလဲဆိုတော့ကျွန်တော်စမ်းပြပေးမယ်နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားရင်အခုလိုမျိုးလေးပေါ်လာပါလိုက်မယ်ဒီမှာဆိုရင်အောက်မှာနှစ်ခုရှိရယ်နော်ဒီဘက်ကကောင်ကကြတော့ကိုယ့်ရဲ့အခန်းထဲမှာနှစ်ချက်ကလေးကပျောက်သွားတယ်ဆိုလို့ရှိရင်သူကဒီခလုတ်လေးကိုနှိပ်လို့ရှိရင်သူနှစ်ချက်ကလေးရတဲ့အတန်ထွက်လာမယ်အဲ့ဒီအတန်ကိုကနားဆွင့်ပြီးတော့နှစ်ချက်ကလေးတွေကိုပြန်ရှာရမှာဖြစ်ပါတယ်အကယ်၍ပေါ့နော်ဝေးတဲ့တနေရာမှာနှစ်ချက်ကကြံခဲ့တယ်ဆိုလို့ရှိရင်တော့သူကဒီကောင်လေးကိုနှိပ်လိုက်ပါနှိပ်လို့ရှိရင်သူကအဲ့နှစ်ချက်ကဘယ်နေရာမှာရှိလဲဆိုတော့သူကမြေပုံမှာအပြောင်ဆက်ကလေးနဲ့သူကပြပေးမှာဖြစ်ပါတယ်အဲ့ခါကျရင်ကိုကြံခဲ့တဲ့နေရာမှာတော့ပြန်ရှာပြီးတော့ဒါယူယုံပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီအခန်းထဲမှာပျောက်လို့ရှိရင်ဘယ်လိုမျိုးအတန်ပြီးလဲဆိုတာလေးကိုတော့ကျွန်တော်စမ်းပြပေးမယ်เนาะဆိုတော့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါကြားလာမသိဘူးเนาะ TTT ဆိုပြီးတော့မြည်နေပါတယ်အဲ့ဒီအတန်လေးကိုကနားဆွင့်ပြီးတော့မှကိုယ့်ရဲ့နှစ်ချက်ကဒါကိုယ့်အခန်းရဲ့ဘယ်နာလေးမှာကြာနေလေရှိနေလေဆိုတာလေးတွေကိုဒါအတန်နားဆွင့်ပြီးတော့ရှောက်ပေးလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါဒီ function လေးရတယ်ဒါမစိုးဘူးလို့ပြောလို့ရပါတယ်เนาะဆိုတော့ကျွန်တော်နောက်တစ်ခုကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်ပြန်ထွက်မယ်ပြီးရင်သူ့ရဲ့ဒီ base က equalizer ဆိုတဲ့ကောင်လေးရှိရယ်เนาะဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဒီကောင်ကဘာအတွက်သုံးတာလဲဆိုရင်သူကကျွန်တော်တို့နှစ်ချက်ရဲ့အတန်ပုံစံကိုသူကပြောင်းပေးတာဖြစ်ပါတယ်ကိုကအတန်ပြော့တာကြိုက်လားအတန်မာတာကြိုက်လားဗျာသိမလား raw ပုံစံကိုကြိုက်လားဒီ classic ကိုကြိုက်လားအဲ့လိုမျိုးသူကရွေးချယ်လို့ရတဲ့ကောင်လေးဖြစ်ပါတယ်သူကအထဲမှာတော့5မျိုးပါပါတယ်အဲ့ဒီ5မျိုးထဲမှာကိုနားနဲ့ကညီတဲ့ကိုကြိုက်နေတဲ့အတန်ကိုရွေးချယ်ပြီးတော့ထားလို့ရပါတယ်เนาะ
ဆိုတော့ကျွန်တော်အပြင်ကိုပြန်ထွက်ပြီးတော့နောက်တစ်ခုထပ်ပြောပြမယ်သူရဲ့ဒီအောက်မှာဒီ shortcut ဆိုတဲ့ကောင်လေးရှိသေးတယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လို့ရှိရင်အခုလိုမျိုးလေးပေါ်လာလိုက်မယ်ဒီကောင်ကရောဘာအတွက်သုံးတာလဲဆိုရင်ဒီပေါ့နော်ဒီနှစ်ချက်ကဗျာသိရမလားကျွန်တော်ခလုတ်ကကြတော့ဒီလိုမျိုးထိယုံလေးပဲเนาะအဲ့လိုထိတဲ့အခါမျိုးမှာသူကတစ်ချက်ထိလို့ရှိရင်အတန်ရက်မှာလားဒါမှမဟုတ်နှစ်ချက်ထိမှအတန်ရက်မှာလားဒါမှမဟုတ်လေသုံးချက်ထိမှအတန်ရက်မှာလားဆိုတော့ကိုရွေးချယ်ရတာဖြစ်ပါတယ်ဥပမာပြောရရင်ကျွန်တော်ဖုန်းလာတဲ့အခါမျိုးမှာဒီနှစ်ချက်ကိုတစ်ချက်ထိပြီးတော့ကင်ပါလားဒါမှမဟုတ်လေနှစ်ချက်ထိပြီးမှကင်ပါလားဒါမှမဟုတ်လေပေါ့နော်ဒီနှစ်ချက်ကိုသုံးချက်တိတိထိပြီးမှဖုန်းကိုကင်ပါလားဆိုတော့ကိုရွေးချယ်ရမှာဖြစ်ပါတယ်သူကအဲ့လိုပေါ့နော်ဖုန်းကင်လို့ရတယ်ပြီးဖုန်းချလို့ရတယ်ပြီးရင်အတန်အတိုးချက်လုပ်လို့ရမယ်ပြီးရင်ဒီတရှင်အရှိကျော်နောက်ကျော်တာကြီးလည်းအကုန်လုံးလုပ်လို့ရမယ်ဗျာကိုကြိုက်တဲ့ပုံစံအနေထားတစ်ချက်ထိမှလာပေါ့နော်ဒီမှာတို့တစ်ချက်ထိတဲ့ကောင်ဒါကကျတော့နှစ်ချက်ထိတဲ့ကောင်ဒီမှာကျတော့သုံးချက်ထိတဲ့ကောင်ပြီးဒီမှာ long bus ကျတော့အကြာကြီးဖိထားတဲ့ကောင်ပေါ့ဗျာအဲ့တော့ကိုကဒီကိုကြိုက်တဲ့ပုံစံကိုထားလို့ရတယ်ဗျာဆိုတော့မစိုးဘူးဗျာဒီ function လေးရတယ်ဒါအသုံးဝင်ပါတယ်နော်ဆိုတော့ကျွန်တော်အပြင်ကိုပြန်ထွက်မယ်ပြန်ထွက်ပြီးနောက်တစ်ခုကိုကျွန်တော်ဆက်ပြောပြပေးမယ်နော်သူ့ရဲ့ဒီအောင်မှာ more setting ဆိုတဲ့ကောင်လေးရှိတယ်သူ့ရဲ့အောက်မှာဒီ edit name ဆိုတဲ့ကောင်လေးရှိတယ်နော်ဒီကောင်လေးကကြတော့ဘာကိုသုံးလာလဲဆိုရင်ဗျာဒီ edit name ဆိုကောင်လေးကိုနှိပ်လိုက်နှိပ်လို့ရှိရင်တော့ဒီမှာကိုယ့်ရဲ့နာမည်ရဲ့နာမည်ကိုကြိုက်နေတဲ့နာမည်ထားလို့ရတယ်ဗျာဒီကိုယ့်ရဲ့နာမည်ကိုပဲထားမလားကိုယ့်ရဲ့ကောင်မလေးရဲ့နာမည်ကိုပဲထားမလားပေါ့နော်ကိုကြိုက်နေတဲ့နာမည်ကိုရွေးချယ်ပြီးတော့ထားလို့ရတယ်ပေါ့နော်အဲ့လိုရွေးချယ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီဘေးနာ confirm လေးကိုနှိပ်ရတာနဲ့ဒီနာချက်ကလေးရဲ့နာမည်ကပြောင်းသွားမှာဖြစ်ပါတယ်ကျွန်တော်တော့မပြောင်းတော့ဘူးเนาะဆိုတော့ cancel လိုက်မယ်ပြီးရင်ဒီအောက်က clear pairing record ဆိုတာကဘာကိုပြောပါလဲဆိုရင်ဗျာသူကကြတော့ကျွန်တော်အခုဒီနကြက်နဲ့ဒီဖုန်းနဲ့ကို Bluetooth ချိတ်ထားတယ်မလားအကယ်၍ပေါ့ကိုကဒီ clear pairing record လေးကိုနှိပ်ပြီးတော့ဒီပေါ့ session လိုက်မယ်ဆိုလို့ရှိရင်ဗျာနောက်တစ်ခါကိုကဒီနကြက်နဲ့ဒီဖုန်းနဲ့ကိုချိတ်မယ်ဆိုလို့ရှိရင်ဒီအစကနေပြန်ပြီးတော့ချိတ်ရမယ်เนาะအဲ့ဒီသဘောမျိုးအကယ်၍ဒီ clear pairing record ကိုမနှိပ်ဘူးမလုပ်ဘူးဆိုလို့ရှိရင်တော့ဗျာဒီနကြက်နဲ့ဒီဖုန်းတွေကဒါ Bluetooth ဖွင့်လိုက်တာနဲ့ auto တန်းပြီးတော့ချိတ်မှာဖြစ်ပါတယ်ဆိုတော့ဒီ clear pairing record လေးကတိတ်တော့မလိုအပ်ပါဘူးเนาะဆိုတော့နောက်တစ်ခုကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်နောက်တစ်ခုကကြတော့ဒီ B နားမှာ translate ရှိတယ်ဗျ translate ကကြတော့ဒါ AI နဲ့ပတ်သက်တဲ့ကောင်ပေါ့နော်ဘာသာပြန်ပေးတဲ့ကောင်ဒီကောင်တော့ကျွန်တော်နောက်ဆုံးမှပြပြပေးမယ်ကျွန်တော်အခုသူ့ရဲ့ဘေးကဒီ sleep ဆိုတဲ့ကောင်လေးအကြောင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ်ဒီ sleep ကဘာအတွက်သုံးတာလဲဆိုရင်เนาะသူ့ထဲကိုဝင်လိုက်တာ ਨੇ အခုလိုမျိုးဒီမှာပေါ်နေလိုက်မယ် mouse က3မျိုးရှိတယ်ပြီး mouse တစ်မျိုးစီမှာလည်းဗျမတူညီတဲ့ပုံစံလေးတွေအများကြီးရှိတယ်အဲ့ဒီပုံစံကဘာလေးတွေလဲဆိုတော့ဓာတ်ပုံမဟုတ်ဗျအတန်လေးဒီဘယ်လိုပြောရမလဲတချင်းတန်မဟုတ်ဘူးဒီတီးလုံးတန်လေးတွေအဲ့လိုအတန်လေးတွေပေါ့ဗျာသိရမလားမိုးရွာနေတဲ့အတန်တွေမိုးချင်းနေတဲ့အတန်တွေပြီးရင်ရေတကုံကနေရေတွေစီးကျနေတဲ့အတန်တွေပြီးရင်ငှက်ကလေးတွေអော်နေတဲ့အတန်မျိုးစုံပဲပေါ့နော်သူအဲ့ထဲမှာပါတယ်ဒီကောင်ကဘယ်နေရာမှာအသုံးပြုရလဲဆိုရင်ကျွန်တော်တို့တွေညဘက်အိတ်မပြောတဲ့အခါမျိုးမှာဒီအတန်လေးတွေကိုဖွင့်ပြီးတော့ဒါနားထောင်ပြီးတော့ဒါအိတ်လို့ရှိရင်ဒါကိုယ်ပို့ပြီးတော့ဒါအိတ်ပျော်စေတယ်အဲ့နှစ်ချိုင်းနဲ့အိတ်ပျော်စေတယ်ပေါ့နော်အဲ့လိုနေရာမျိုးမှာသုံးတယ်ပြီးရင်အဲ့လိုစိတ်တွေအရန်မုန်းကျလာတဲ့အခါမျိုးစိတ်တွေရှုံနေတဲ့အခါမျိုးမှာကိုယ့်ရဲ့စိတ်ကိုဒါ reset ဖြစ်အောင်နည်းနည်းပေါ့နော်စိတ်တက်တာအောင်ဆိုပြီးတော့ပေါ့နော်အဲ့လိုနေရာမျိုးမှာလဲဒါဒီလိုအတန်လေးတွေကိုဒါနားထောင်ပြီးတော့ဒါအသုံးပြုကြတယ်ဗျာဆိုတော့ဒါလေးကလည်းအသုံးဝင်နေဗျာဒါဝယ်ပြီးတော့ဒါစမ်းကြည့်တဲ့နေရာမှာဒီကောင်လေးလည်းပါတယ်ပေါ့နော်ကျွန်တော်အခုဒါနည်းနည်းစမ်းပြပေးမယ်ဒါဒီမိုးရွာတဲ့တန်လေးကိုကျွန်တော်စမ်းပြပေးမယ်โอเคကျွန်တော်နှိပ်လိုက်ပြီဒီတော့အခုလိုမျိုးတော့ပေါ်လာတယ်ကျွန်တော်ဒါဆုံးချက်လိုက်ဒီကောင်လေးကိုတစ်ချက်ဖွင့်ပြပေးမယ်ဒါဆိုလို့ရှိရင်ဒါငှက်လေးတွေ on နေတဲ့အတန်လေးတွေဖြစ်ပါတယ်ဆိုတော့ဒီနေချက်ကလေးကိုဝယ်ပြီးတော့လို့ရှိရင်ဒီကောင်လေးတွေကိုလေဒါစမ်းသုံးပြီးတော့အိတ်ကြီးပေါ့နော်ပြီးရင်ကျွန်တော်နောက်တစ်ခုကျွန်တော်ဆက်ပြောပြမယ်နောက်တစ်ခုကဘာလဲဆိုတော့သူ့ရဲ့ဒီဖေးနာက mine ဆိုတဲ့ကောင်လေးပါနော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါနေလို့ရှိရင်အခုလိုလေးပေါ်နေမယ်ဒါတော့ setting ဘိုင်းနဲ့ပတ်သက်တဲ့ကောင်လေးပေါ့နော် setting ကတော့အများကြီးတော့မရှိပါဘူးဒီပေါ်မှာသူ့ရဲ့ F ရဲ့ version ကိုပြတယ်ဒါလည်းကျွန်တော်တို့မလိုအပ်ဘူးပြီးသူ့ရဲ့ဒီမှာ Gammy color ဆိုတဲ့ကောင်လေးရှိတယ်နော်ဒီကောင်လေးကကြတော့ဘာကိုသူကပြတာလဲဆိုရင်ကျွန်တော်တို့ဒီအမှောင်နဲ့သုံးမလားပေါ့နော်အခုလိုမျိုးအမှောင်နဲ့သုံးမလားဒါမှမဟုတ်လေဒီလိုအဖြူနဲ့သုံးမလားဆိုတော့တော့ရွေးချယ်ခိုင်းတာဖြစ်ပါတယ်ပြီးရင်သူကကိုယ့်ရဲ့ဖုန်းအနေထားပုံမူတည်ပြီးတော့သူကပြောင်းလဲခြင်းနေဆိုရင်လည်းရတယ်ပေါ့နော်ကျွန်တော်တို့ဒီအပေါ်က follow system ကိုရွေးလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့သူကကိုယ့်ရဲ့ဖုန်းအနေထားပုံမူတည်ပြီးတော့သူကပြောင်းလဲပြီးမှဖြစ်ပါတယ်ကဲဆိုတော့ဒါနောက်ဆုံးတစ်ခုပဲကျွန်တော်ရယ်เนาะဒီ translate AI နဲ့ပတ်သက်တဲ့ကောင်လေးပြเนาะဒီကောင်လေးတော့ကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဝင်လို့ရှိရင်တော့ဒီမှာပုံစံဗဏ္ဍမျိုးပါလဲဆိုတော့1 2 3 4 5 6ခုပုံစံ9ခုပေါ့เนาะ moves 9ခုပါတယ်ဒီ moves 9ခုကိုကျွန်တော်တစ်ခုချင်းစီတိကျလေးကျွန်တော်ပြောပြပေးတော့ပါမယ်